လူတိုင်းကနှိမ်ချဆိုနှိမ်ချနိုင်တယ်လူတွေက ministry မှာစက္ကတ်ဆိုရင်အလုပ်လုပ်ဆိုလုပ်နိုင်တယ်ဒါပေမဲ့ဆုတောင်းဆိုရင်ကျွန်တော်တို့နိုင်ခွက်လောက်မတောင်းနိုင်အဲ့တော့ Catherine Kuhlman ဟာဘာဖြစ်လို့ဖျားသုံးလဲအမျိုးသမီးတယောက်သူတို့နေ့မှာ Catherine Kuhlman ဆိုတာတရားဟောနေရင်စင်ပေါ်မှာဒီလိုဟောရင်လေပေါ်လမ်းလျှောက်သွားတာအဲ့ဒါ Catherine Kuhlman အမျိုးသမီး Catherine Kuhlman ကအမျိုးသမီးတွေတရားဟောလို့မရတဲ့ခင်မှာအမျိုးသမီးတွေတရားဟောရင်ဝေဖန်ခံရတဲ့ခင်မှာပိုဆိုးတာကအိမ်တော်ရေးပါအစင်မပြေတော့အိမ်တော်မှာကွဲသွားတော့ပိုဝေဖန်ခံရတယ်ဒါလည်းသူဘာလုပ်လဲတရားမဟောခင်18နာရီဆူတောင်းတယ်18နာရီဆူတောင်းပြီးမှစင်ပေါ်တက်တယ်ရာတင်18မိနစ်မစက္ကန့်နိုင် Catherine Kuhlman က18နာရီဆူတောင်းပြီးမှ state စင်ပေါ်တက်တာဒါကြောင့်သူစင်ပေါ်ရောက်ရင်ဘယ်အနာရောဂါမှမခံနိုင်ဘူးဘယ်ပုတ်ကိုကမှသူ့အရှိမခံရနိုင်တော့ဖြစ်အားလုံးငိုယိုပြီးစက္ကတ်တယ်တရားမှာ Apostle Johnson Suleiman ကို South Africa အသင်းတော်ကြီးကဖိတ်တယ်တရားဟောဖို့အတွက်ဘယ်နှမိနစ်ဟောမလဲဆို18မိနစ်ဟောရမယ်သူကပြောတယ်ငါနိုင်ငံအဝေးရလာတယ်ငါမင်းနိုင်ငံကိုရောက်တဲ့ချိန်18မိနစ်တရားဟောရမယ်အဲ့နဲ့သူက okay ဘာလို့ဆိုတရားဟောစရာတွေများလို့ဒါနဲ့ Johnson Suleiman က18မိနစ်တရားဟောချက်အတွက်18နာရီဟိုတယ်ထဲမှာဆူတောင်းတယ်ဟိုတယ်ထဲမှာ18နာရီဆူတောင်းပြီးမိုက်လဲစကန်ရောတဟောလုံးငိုတယ်ဘာမှမပြော thank you father thank you jesus 18မိနစ်ဆိုသူလည်းမဟောတော့ thank you holy spirit အဲ့ဒီ18မိနစ်မှာ thank you father thank you holy spirit ပဲရှိတယ်တဟောလုံးဘယ်သူမှထိုင်နေသူမရှိအကုန်မှောက်သွားပြီအဲ့နဲ့သူဘာပြောလဲ2နာရီလောက်ဆက်ယူလိုက်တယ်18မိနစ်ကနေ2နာရီပြောင်းသွားတယ်အဲ့ဒီကနေအဲ့ဒီ conference ရဲ့ main speaker ဖြစ်သွားတယ်ညတိုင်းနိုးထားမှုသူ့ကိုပေးဟောတယ်ဒီထဲမှာဆွတ်တောင်းခြင်းနိုင်တိုးလာမဲ့ပုံကိုယ်တွေရှိမယ်။တဲ့ဘုရားရှင်အကြီးကျယ်ချီးမြှောက်မယ်။တဲ့တကားတွေဖွင့်ပေးမယ်ဘုရားခင်က။တဲ့ဆွတ်တောင်းတဲ့အဖို့ခါကိုရွေးချယ်ပါ။ကြောက်ကဆွတ်တောင်းတဲ့အဖို့ခါပေးမယ်။ပြဆွတ်တောင်းတဲ့အဖို့ခါ Hallelujah